အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Susan Design School မှာ Founder Designer စုခိုင်ဖြစ်ပါတယ်ဒီနေ့အားလုံးကို share လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ကျမတို့လူမေးများတဲ့ဒီနိုင်ငံခြားတက္ကသိုလ်တွေမှာfashion major နဲ့တက်တဲ့အခါကျလို့ရှိရင်ဘာလိုအပ်လဲဘာတွေလိုအပ်လဲကုန်ကျစရိတ်ဘယ်လိုရှိလဲဆိုတဲ့မေးခွန်းလေးကိုကျမဖြေပါမယ်ကျမသမီးလေးကိုနှစ်ယောက်စလုံးဒီတက်တဲ့အခါကျလို့ရှိရင်ကျမတို့ကသူများဒီကြောင်းကောင်းနေဆိုတာနဲ့ကျမတို့မရွေးချယ်ခဲ့ပဲねကိုယ်တိုင်ပေါ့နော်ဒါကျောင်းတွေကိုတစ်ကျောင်းဝင်တစ်ကျောင်းအတွက်ကျမတို့စုံစမ်းခဲ့ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့တွေကကိုသိသမျှလေးပြန်ပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီအကြောင်းအရာကတော့ဒါကတော့ဒီ fashion major ဆိုလို့ရှိရင်ပေါ့နော်ကျမတို့အတွက်ကုန်ကျစရိတ်တွေကသူများနဲ့မတူတဲ့ကုန်ကျစရိတ်တွေလည်းရှိပါတယ်ရှင်အဲ့ဒီမှာတခုပြောချင်တာကတော့ပေါ့နော်ပထမဆုံးပြောချင်တာကျောင်းလာကပေါ့ကျောင်းလာကတော့သူ့ရဲ့ပေးမှတ်တွေလာတွေနဲ့ပေါ့နော်ဘယ်လိုပေးရလဲအဲ့ဒါလေးတေချာစုံစမ်းဖို့လိုပါတယ်နောက်တစ်ခုကကျတော့ဒီကိုနေမဲ့ apartment မှာနေမှာလားကွန်ဒိုမှာနေမှာလားဆိုတော့ရွေးချယ်မှုလိုအပ်ပါတယ်နောက်တစ်ခုကတော့ရေပိုးမီးပိုးနောက်တစ်ခုကကျတော့ဒီကိုရဲ့စားစရိတ်အသုံးစရိတ်နောက်တစ်ခုကကျတော့ဒီဟာလမ်းစရိတ်ပေါ့နော်သွားကလာကလမ်းစရိတ်တွေရှိပါတယ်ဒီ၅ချက်ကတော့ဒါပုံမှန်ကျောင်းသားတိုင်းကုန်တာဖြစ်ပြီးတော့ fashion major အတွက်ကမတူတာတော့ဒါကတော့ favorite တွေပေါ့နော်အဲ့ဒါသူ့ရဲ့ fitting တွေအတွက်အရင်ချုပ်ရပါတယ်ပြီးတော့မှ photo shoot တွေ fashion show တွေအတွက်တကယ်ကိုပေါ့နော်တကယ်ပွဲကြီးတွေအတွက်ပြန်ချုပ်ရတာမျိုးရှိပါတယ်အဲ့တော့ favorite ရဲ့ကုန်ကျစရိတ်ကလည်းတော်တော်လေးများပါတယ်နောက်တစ်ခုကကျတော့ accessory တွေဒါလည်း accessory ကိုတွားဝယ်တဲ့လမ်းစရိတ်တွေနောက်ထပ်ပေါ့နော်ထပ်ပြီးတော့လိုအပ်မဲ့ကုန်ကျစရိတ်တွေလည်းထပ်ပြီးတော့လိုအပ်ပါတယ်အဲ့တော့ဒီသူများနဲ့မတူတဲ့ဒီ fashion ကျောင်းသားတယောက်အနေနဲ့ကုန်ကျစရိတ်ကိုလည်းထပ်ပြီးတော့အပိုဆောင်ပြီးတော့ထပ်တွက်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဘာထပ်ပြီးတော့လိုအပ်တယ်လဲဆိုလို့ရှိရင်နိုင်ငံခြား university မှာသွားပြီးတော့တက်တဲ့အတွက်ပေါ့နော်ကျမစီမှာလာပြီးအရင်လာတက်ကြတဲ့ကျောင်းသားတွေတော်တော်များများရှိပါတယ်အဲ့လိုကလေးတွေကနိုင်ငံခြား university ကြားလို့ရှိရင်သူတို့အတွက်အရန်ကိုမခက်ခဲတော့အရန်ဆင်ပြေပါတယ်ဒါကျမသမီးလေးကိုယ်တိုင်ကိုလည်းကျမကိုယ်တိုင်ပေါ့နော်ဒါ3နှစ်တည်ချာ train ပြီးတော့မှပေါ့နော်ကျမလှုပ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီလိုအတွက်ကြတော့နောက်မှာဆရာတယောက်ရှိနေတော့၎င်းနောက်တစ်ခုကကျတော့ကိုယ်ဝန်ထဲမှာပညာရှိနေတော့၎င်းမှမျက်နှာမငယ်ပါဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြား university တွေကကျောင်းသားတွေကကျတော့သူတို့ကဆရာတွေအရန်ကို train တဲ့အခါကျတော့အခြေခံမရှိလို့ရှိရင်အရန်ကိုမျက်နှာငယ်ပါတယ်အရန်ကိုစိတ်ညစ်ရတာပေါ့နော်အဲ့ဒါလေးနောက်မှာကျောင်းနောက်ခံဆရာတယောက်ရှိနေတော့၎င်းပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ဝန်စာတွေရှိနေတော့၎င်းမှဟိုမှာသူတို့ပေးတဲ့ university ရဲ့သင်ခန်းစာတွေကိုကောင်းကောင်းလိုက်လုပ်နိုင်မှာဖြစ်ပါတယ်ဒါလေးကိုတော့ဒီတလောက် share လုပ်ခြင်းဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ designer စုကိုင်ပါနောက်ထပ်လည်းအများကြီး share လုပ်သွားပါအောင်ရှင်